1982 ခုနှစ်ဩဂုတ်လမှာလူသားတွေလပေါ်ရောက်ပြီးမကြာခင်ကာလဖြစ်ပါတယ်။အဲ့ဒီတုန်းက NASA ကအပိုလို16 mission ကိုမလွတ်တင်ခင်နေမှာတခုခုဖြစ်ခဲ့ပါတယ်။နေရဲ့မျက်နှာပြင်မှာနေအဆက်အပြောက်တွေပြည့်နှက်နေပြီးအစွမ်းထက်တဲ့ပေါက်ကွဲမှုတွေကိုထုတ်လွှတ်ခဲ့ပါတယ်။အဲ့ဒီလအတွင်းမှာမှတ်တမ်းတင်ထားသမျှနေမုန်တိုင်းတွေကအပြင်းထန်ဆုံးတွေဖြစ်ပွားခဲ့တာပါ။ကဘာမြေအကကွဲဖြစ်တဲ့တန်လိုက်ဆက်ကွင်းကပြင်းထန်တဲ့နီယောင်ကြီးအများစုကိုလွှဲပြောင်းပြီးခဲ့ပါတယ်။ဒါပေမဲ့ကဘာသူကဘာသားတွေအတွက်တော့ရုံးမြင့်တန်ကြာလိုင်းတွေမှာဝင်ရောက်ဆွဲဖတ်တာရေဒီယိုဆက်သွယ်ရေးတွေပြတ်တောက်တာမျိုးဖြစ်ခဲ့ပါတယ်။ကဘာတန်လိုက်ဆက်ကွင်းအပြင်ဘက်မှာဘာတွေဖြစ်ခဲ့လဲဆိုတာမိတ်ဆွေစဉ်းစားမိပါလိမ့်မယ်။တန်လိုက်ဆက်ကွင်းမရှိတဲ့လကတော့ပြင်းထန်တဲ့နေရောင်ကြီးကိုတိုက်ရိုက်ရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာအာကာသခရီးသည်တွေလပေါ်မှာရှိနေခဲ့ရင်ပေးစေနိုင်တဲ့နေရောင်ကြီးအဆင့်တွေနဲ့ရင်ဆိုင်ရမှာပါ။ကံကောင်းစွာနဲ့ပဲ1982ခုနှစ်ရဲ့ပြင်းထန်တဲ့နေရောင်ကြီးဟာအပိုလို16နဲ့18 mission တွေကြားထဲမှာကြာရောက်ခဲ့လို့အာကာသခရီးသည်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ဒီဖြစ်ဖြစ်ကနေရောင်ကြီးရဲ့ချင်းချောက်မှုကိုတတိပေးလိုက်တယ်လို့ပါပဲ။ဒါဟာ Artemis mission ရဲ့ခစ်တစ်မှာအရေးကြီးတဲ့အချက်တစ်ခုပါ။လူသားတွေလပေါ်ကိုပြန်သွားဖို့ပြင်ဆင်နေကြပြီးအနာဂတ်မှာအင်္ဂါကျွေးကိုအာကာသခရီးတွေလွတ်တင်ဖို့စီစဉ်နေပါတယ်။အာကာသရာသီဥတုကိုနားလည်တာဟာကျွန်တော်တို့ရဲ့အာကာသခရီးအတွက်မရှိမဖြစ်လိုကတ်တာကိုဒီကိစ္စကဖော်ပြနေပါတယ်။သိပ္ပံပညာရှင် Christian Ferradas Alva ကနေလီနဲ့အာကာသရာသီဥတုရဲ့အရေးပါပုံဟာကဘာမြေနဲ့အာကာသကကျွန်တော်တို့ရဲ့အရင်းအမြစ်အားလုံးကိုကာကွယ်ဖို့နဲ့ဘီကင်းလုံခြုံရေးပေးဖို့ဖြစ်တယ်လို့ရှင်းပြပါတယ်။ NASA Goddard အာကာသယာဉ်ပြန်တန်းရေးဌာနကသူ့သေးသည်ဘီယာဂလာဒိုလာကော့ကလည်းအာကာသခရီးသည်တွေလုံခြုံမှုရှိဖို့က NASA ရဲ့နံပါတ်1 mission လို့ပြောပါတယ်။အာကာသရာသီဥတုဆိုတာနေကကဘာမြေနဲ့ဘလို့တက်ရောက်မှုရှိတယ်လဲဆိုတာကိုပြောတာပါ။နေရဲ့တန်လိုက်စကွင်းနဲ့နေလေတို့ရဲ့အပြန်လန်တက်ရောက်မှုကြောင့်ကဘာမြေနဲ့နီးစပ်တဲ့အာကာသဘလို့ပြောင်းလဲသွားတယ်လဲဆိုတာလည်းပါဝင်ပါတယ်။နေကကျွန်တော်တို့ကိုအပူဓာတ်နဲ့စွမ်းအင်တွေပေးပေမဲ့အဲ့ဒီရဲ့အန်ဒီရရှိတဲ့နေရောင်ကြီးကနေလဲကာကွယ်ရမယ်ဆိုတာမိတ်ဆွေတို့သိရှိထားသင့်ပါတယ်။နေလွာဆိုတာကိုစိတ်ကူးကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ကြဲကနေစတင်ပြီးနေစနစ်ထဲမှာရှိသမျှအရာအလုံးကိုဝန်းရံထားရဲ့ပူဖောင်းတစ်ခုလိုမြင်အောင်ကြည့်ပါ။ဒီပူဖောင်းထားနေလေရဲ့လေတိုက်ခတ်မှုကြောင့်ဖောင်းနေတဲ့နေရဲ့တန်လိုက်ဆက်ကွင်းထူပါတယ်။နေလေဆိုတာလျှက်စစ်ထပ်ပါတဲ့အမုန်တွေထစ်တဲ့ပရိုတိုနဲ့အီလက်ထရွန်တွေပါဝင်တဲ့အလွန်ပူတဲ့ပလက်စမာထူပါတယ်။ဒီပလက်စမာဘလူးတိုချိုထဝေးတဲ့နေရာတွေအထိလမ်းတစ်လျှောက်လုံးကိုတိုက်ခတ်ပါတယ်။ကဘာမြေအခြားဂျိုတွေလာရီနဲ့အာကာသယာဉ်တွေဂျိုတူတွေအားလုံးဟာနေလေရဲ့တက်ရောက်မှုကိုခံရနိုင်တယ်လို့သိပ္ပံပညာရှင် Christian Ferradas Alva ကပြောပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘာမြေမှာတော့ကာကွယ်မှုတွေရှိပါတယ်။ကျွန်တော်တို့ရဲ့တန်လိုက်ဆက်ကွင်းဟာကဘာမြေကိုဝန်းရံထားတဲ့တန်လိုက်တိုင်းလွှာပါပဲ။တန်လိုက်ဆက်ကွင်းမရှိရင်ဒီ podcast ကိုနားထောင်နေရမှာမဟုတ်ပါဘူး။သိပ္ပံပညာရှင် Ferradas Alva ကတန်လိုက်ဆက်ကွင်းကိုမြစ်ထဲကကြောက်တုံးတုံးနဲ့နှိုင်းရှင်ပါတယ်။နေလေစည်းကြောင်းမှာကဘာမြေရဲ့တန်လိုက်ဆက်ကွင်းဟာအတားစီးတစ်ခုလိုကာကွယ်ပေးနေတာကိုမိတ်ဆွေမြင်အောင်ကြည့်နိုင်ပါတယ်။နေကအမြဲတမ်းအမုန်တွေနေရောင်ကြီးနဲ့အပူတွေကိုထုတ်လွှတ်နေပေမဲ့နေမှာမတည်ငြိမ်တဲ့အဖြစ်အပျက်တွေရှိပါတယ်။နေအပူထုတ်ခြင်းဒါမှမဟုတ်ကိုရိုနာကလာစီအဆူလိုက်အပြုံးလိုက်ထုတ်လွှတ်ခြင်း CME တွေလိုပောက်ကွဲမှုတွေဟာနေလေကိုပုံမပြင်းထန်စေပါတယ်။ဒီလိုဖြစ်ပျက်တဲ့ကနေလေကိုပုံမအသက်ဝင်စေသည်ကဘာမြေကိုရောက်တဲ့အခါတန်လိုက်မုန်တိုင်းတွေလိုအာကာသရာသီဥတုအဖြစ်အပျက်တွေကိုဖြစ်ပေါ်စေပါတယ်။အထူးသဖြင့်လျင်မြန်ပြီးတိတ်သေးတဲ့နေလေစီကြောင်းကကဘာမြေနာကဖြတ်သွားတဲ့အခါကဘာမြေရဲ့တန်လိုက်စကွင်းကိုခဏတာကျုံသွားစေနိုင်ပါတယ်။ဒါကြောင့်ကဘာမြေပေါ်မှာတဘာဝအလင်းတန်းတွေဖြစ်ပေါ်လာပြီးဆက်သွယ်ရေးကြောတူတွေကိုထိခိုက်စေကလက်စစ်ဓာတ်အားကွမ်းချက်ကိုပျက်စီးစေပြီးမီးပြတ်တောက်မှုတွေဖြစ်စေနိုင်ပါတယ်။2024ခုနှစ်မေလမှာကဘာမြေဟာနှစ်ပေါင်း20ကျော်အတွင်းအပြင်းထန်ဆုံးတန်လိုက်မုန်တိုင်းကိုကြုံတွေ့ခဲ့ရပါတယ်။ကျွန်တော်တို့ရဲ့နေမှာ17နှစ်တာတဘာဝလဲပတ်မှုတစ်ခုရှိပြီးအနည်းဆုံးလှုပ်ရှားမှုကနေအငြင်းဆုံးလှုပ်ရှားမှုအထိပြောင်းလဲနေပါတယ်။နေမျက်နှာပြင်ပေါ်ကနေအဆက်အပြောက်အရေးအတွက်ကဒီကာလကိုဖော်ပြပေးပါတယ်။နေအဆက်အပြောက်များလေနေရဲ့လှုပ်ရှားမှုပိုများလေဖြစ်ပါတယ်။ဒီကာလအတွင်းမှာနေအပူတောက်ခြင်းနဲ့ကိုရိုနာကလစီအဆူလိုက်အပြုံလိုက်ထုတ်လွှတ်ခြင်းနှမျိုးနဲ့စွမ်းအင်တွေထုတ်လွှတ်ပါတယ်။
ဒီပောက်ကွဲမှုတွေကစွမ်းအင်အများအပြားရှိတဲ့အမှုန်တွေကိုနေစနစ်တစ်လျှောက်လုံးကိုပို့ဆောင်ပေးပါတယ်။ဒီအမှုန်တွေဟာအာကာသထဲကလူသားတွေအတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုပါပဲ။ခန္ဓာကိုယ်ထဲကိုထိုးဖောက်ဝင်ရောက်ပြီး DNA ကိုပျက်စီးစေခါကင်ဆာနဲ့နေရောင်ခြည်ဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကိုတိုးမြင့်စေပါတယ်။ကြိုတုတွေနဲ့ကဘာပေါ်ကအခြေခံအဆောက်အအုံတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်နဲ့သူ့ရဲ့တက်ရောက်မှုတွေကိုလျှော့ချဖို့အရေးကြီးတဲ့ချက်တစ်ခုကတော့အချိန်ပါပဲဒီလိုပြင်းထန်တဲ့နေရောင်ခြည်အဖြစ်အပျက်တွေကိုကြိုတင်ကာကွယ်ဖို့အတွက်နီလန်းကတော့မိမိနဲ့နေရင်းပြကြားမှာတတ်နိုင်သမျှကြက်ထုများများထားရှိဖို့ပါပဲလာနဲ့အင်္ဂါကျော်မျက်နှာပြင်ပေါ်မှာဆိုရင်အာကာသခရီးသည်တွေမြေအောက်ကိုသွားနိုင်တာဒါမှမဟုတ်ဒေတာတွင်းပစ္စည်းတွေနဲ့ခိုးလုံရတွေစောက်လုံနိုင်ပါတယ် ဒါပေမဲ့ခရီးသွားနေစဉ်မှာတော့အာကာသခရီးသည်တွေဟာအာကာသယာဉ်ပေါ်မှာရှိတဲ့အရာတွေနဲ့ပဲကာကွယ်နိုင်ပါတယ်။ NASA ရဲ့အာကာသနီးရောင်ခြည်ဆိုင်ရာကျွမ်းကျင်သူတွေဟာဒါကိုလှုပ်ဆောင်ဖို့နီလန်းအမျိုးမျိုးကိုစမ်းသပ်နေကြပါတယ်။ Orion အာကာသယာဉ်မှာဆိုရင်အာကာသယာဉ်ရဲ့ဗဟိုမှာ dread ထုများများနဲ့ခိုအောင်းနေတာမျိုးပါဝင်ပါတယ် လူသားတွေဟာလပေါ်မှာစုစုပေါင်း10နှစ်ရက်တာရှိသေးတာပါဒါပေမဲ့အင်္ဂါဂြိုလ်ကိုခီးသွားဖို့ကတော့ခီးတစ်ကြောင်းကို6လကနေ10လအထိကြာမြင့်ပါလိမ့်မယ်ဆိုလိုတာကနေရောင်ခြည်ကိုပုံမထွေးတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လဟာအင်္ဂါဂြိုလ်မစ်ရှင်တွေအတွက်စမ်းသပ်ခွင့်တစ်ခုထည့်လာမှာပါလပေါ်ကနေရောင်ခြည်ရဲ့တက်ရောက်မှုနဲ့ကြာချိန်ကိုနားလည်လေအင်္ဂါဂြိုလ်ကိုခီးသွားရမှာပုံမအထောက်ကူရလေဖြစ်ပါတယ်နေလေရဲ့ဖြစ်စဉ်အလုံးကိုဖြစ်ပေါ်စေတဲ့အင်ဂျင်ကြီးကနေဖြစ်ပေမဲ့နေလေအပြင်ဘက်ကတခြားကျယ်ဒီလိုအရာဝတ္ထုတွေကြောင့်ဖြစ်ပေါ်တဲ့အဖြစ်အပျက်တွေလည်းရှိပါသေးတယ်။အာကာသယာဒီဥထုရဲ့ကြီးမားတဲ့ယင်းမြစ်တစ်ခုကတော့ cosmic ရောင်ခြည်တွေပဲဖြစ်ပါတယ်။အဲ့ဒီထဲကအများစုဟာကျွန်တော်တို့ galaxy အပြင်ဘက်က supernova ပေါက်ကွဲမှုတွေကနေလာတယ်လို့ယုံကြည်ရပါတယ်။ဒီ cosmic ရောင်ခြည်တွေဟာအလင်းရဲ့အမြန်နှုန်းနှီးပါခရီးသွားပါတယ်။ဒါတွေကပြင်းထန်ပြီးပြန့်နှံ့တဲ့နေအမှုန်တွေလိုပါပဲ။ဒီအမှုန်တွေကနေပါပြီမဲ့စွမ်းရည်ပုံမှုများပြားပြီးကြီးမားတဲ့ဓာတ်ထုတွေကိုထိုးဖောက်နိုင်ပါတယ်။နေစနစ်မှာအပြင်ဘက်ကလာတဲ့နေရောင်ခြည်ကိုကာကွယ်ပေးတဲ့သူ့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစနစ်ရှိပါတယ်။နေရဲ့တန်လိုက်စကွင်းကကျွန်တော်တို့ကိုအာကာသပြင်ပကအရာတွေကနေကာကွယ်ပေးပါတယ်။နေကိုလေ့လာတာဟာသိပ္ပံပညာစူးစမ်းလိုစိတ်တယ်မဟုတ်ပါဘူး။အာကာသစူးစမ်းလေ့လာရေးရဲ့အနာဂတ်အတွက်လက်တွေ့ကျတဲ့လိုအပ်ချက်တစ်ခုပါ။ NASA ကနေနေအနီးကပ်လေ့လာတဲ့ Parker Solar Probe လို့အာကာသယာဉ်တွေနဲ့နေလွှာရဲ့အစွန်းတွေကိုလေ့လာမဲ့ IMAP mission လို့ mission တွေကိုအသုံးပြုပါတယ်။နေနဲ့သူ့ပတ်ဝန်းကျင်ကအလွန်ရှုပ်ထွေးတာကြောင့်နီးလန်းမျိုးစုံနဲ့လေ့လာဖို့လိုအပ်ပါတယ်။ လာမယ့် mission ဒီထက်က IMF ဟာကျွန်တော်တို့ရဲ့နီးလွှာရဲ့နီနီမီတွေကိုစူးစမ်းပြီးဒေသတွင် galaxy ပတ်ဝန်းကျင်နဲ့ဘလို့တက်ရောက်မှုရှိတယ်လဲဆိုတာကိုလေ့လာမှာပါ။ IMF ဟာနီးစနစ်ရဲ့ကျဲပြောလာတဲ့မမြင်ရတဲ့နေနီးမီတွေအကြောင်းကြီးမားတဲ့မိခွန်းတွေကိုဖြည့်ဖို့တင်းငယ်တဲ့အမုံတွေကိုအသုံးပြုပါလိမ့်မယ်။ IMAP ကနေရရှိတဲ့အချက်လက်တွေကတခြားကြေတွေဘလို့ဖွဲ့စည်းထားသေးဆိုတာကိုနားလည်အောင်ကူညီပေးမှာပါ။ဒါအပြင်ကမ္ဘာမြေအနီးမှာအန်ဒီရရှိတဲ့အာကာသယာတီဥတုဖြစ်စဉ်တစ်ခုဘေးအချိန်မှာဖြစ်လာမလဲဆိုတာကိုပုံမူကောင်းမွန်စွာကြိုတင်ခံမှန်းနိုင်အောင်လည်းအထောက်အကူပေးပါလိမ့်မယ်။ IMAP ကို2025ခုနှစ်စက်တင်ဘာလမတိုင်ခင်လွတ်တင်ဖို့စီစဉ်ထားပါတယ်။အာကာသကျဲရောက်တာနဲ့ဒီစူးစမ်းလေ့လာရေးရင်ဟာကမ္ဘာမြေနဲ့ 1.5 သန်းကီလိုမီတာကွာဝေးတဲ့ Lagrange 1 အမှတ်ကိုဦးတည်သွားမှာပါ။အဲ့ဒီကနေတိုင်းတာမှုတွေလှုပ်ဆောင်နိုင်ပြီးကမ္ဘာမြေနားကအာကာသခီးသည်တွေနဲ့အာကာသရှင်တွေကိုအန်ဒီရရှိတဲ့နီးရောင်ခြည်ရောက်ရှိလာကြောင်းမိနစ်30ကျူတင်အကြောင်းကြားနိုင်မယ်အဆောက်အအုံအခန်းကဏ္ဍကနေဆောင်ရွက်ပေးပါလိမ့်မယ်။နေကိုလေ့လာတာဟာတစ်ပံပညာစူးစမ်းလို့စိတ်တယ်မဟုတ်ပါဘူး။အာကာသထဲကိုပုံမဝေးဝေးစွန့်စားသွားမဲ့လူသားတွေရဲ့အာကာသစူးစမ်းလေ့လာရေးအနာဂတ်အတွက်လက်တွေ့ကျတဲ့လိုအပ်ချက်တစ်ခုပါ။ဒါကြောင့်ကျွန်တော်တို့ရဲ့ကျဲမှာဘာတွေဖြစ်ပျက်နေတယ်လဲနေစနစ်ကိုဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုနားလည်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။2024ခုနှစ်မှာတစ်ပံပညာရှင်ဘီယာဂလာဒိုလာကော့ဟာအာကာသယာဒီဥတို့ရဲ့ပိုလာပါတဲ့ဘက်ကိုတွေ့ကြုံခဲ့ရပါတယ်။အဲ့ဒီနေ့မှာကြီးမားတဲ့တန်လိုက်မုန်တိုင်းတစ်နှစ်ခုကဘာမြေကိုရောက်ရှိလာပြီးပုံမှန်မတွေ့ရတဲ့လက်တီတွတ်တွေမှာတဘာဝအလင်းတန်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ချီလီနယ်ဂလာဖြစ်တဲ့သူဟာတဘာဝအလင်းတန်းတွေကိုဆယ်စုနှစ်တခုကျော်လေ့လာခဲ့ပေမဲ့ကိုယ်တိုင်မြင်ဖူးခြင်းမရှိခဲ့ပါဘူး။ဗာဂျီးနီးယားပြည်နယ်မှာပုံမှန်မဟုတ်တဲ့နေရာတစ်ခုမှာဒီအခွင့်အရေးပေါ်လာတဲ့အခါသူမဟာအချိန်မဖြုံးပဲတွားရောက်ကြည့်ရှုခဲ့ပါတယ်။သူမဟာမြင်ကွင်းကောင်းကောင်းရတဲ့နေရာတစ်ခုကိုတွားခဲ့ပြီးစိမ့်ပြာရောင်နဲ့အနီရောင်တဘာဝအလင်းတန်းတွေကိုအစွန်းကနေမြင်တွေ့ခဲ့ရပါတယ်
နှစ်ပေါင်းများစွာလိလာခဲ့တဲ့ဖြစ်စဉ်ကိုကိုယ်တိုင်မြင်တွေ့ရတာဟာသူမအတွက်အယမ်းကိုစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်